လှည့်စားတတ်တဲ့အမျိုးသမီးတစ်ယောက်ကြောင့်စိတ်ဖောက်ပြီးဘဝတစ်ခုလုံးထိခိုက်သွားရတဲ့လူရှင်တော်ဩဇာသည်လူရှင်တော်တွေကကိုယ်တိုင်ကဝမ်းနဲ့ပူဆွေးနေရရင်တော့မှသူတစ်ပါးကိုရီမောပျော်ရွှင်အောင်လုပ်ပေးကြပါတယ်လူရှင်တော်ဩဇာသည်ကတော့အမျိုးသမီးတစ်ယောက်ကြောင့်ပဲစိတ်ချမ်းသာရေးထိခိုက်သွားကအလုပ်တွေကိုပါနားလိုက်ရတာပါအခုဆိုရင်စိတ်ဝေဒနာကိုခံစားနေရတော့10နှစ်ကျော်အောင်ရှိခဲ့ပြီရှင်ဩဇာတီကအမျိုးသမီးတစ်ယောက်နဲ့လိုင်းမော်ကနေစုံပြီးလက်ထပ်ခဲ့တာပါနောက်ပိုင်းမှာတော့အဲ့ဒီအမျိုးသမီးနောက်ကိုလိုက်သွားခဲ့ကပြန်လာတဲ့နောက်မှာတော့စိတ်ချမ်းသာရေးကမူမမှန်တော့တာပါရှင်ဩဇာတီကိုလည်းပြန်မကြည့်တော့ပဲထားရစ်ခဲ့တာကြောင့်စိတ်ချမ်းသာရေးခြေတွေကပိုဆိုးလာခဲ့တာပါနောက်ပိုင်းမှာတော့သူ့ရဲ့အမျိုးသမီးကနောက်ရင်တောင်ပြုတ်သွားခဲ့ကအဲ့ဒီနောက်မှာချမ်းသာရေးကဇက်တိုက်ဆိုးရွားလာခဲ့တာပါဩဇာတီရဲ့အနားမှာအမြဲတမ်းရှိနေပြီးခဲ့တာကတော့မိခင်ကြီးဖြစ်ပြီးတားရဲ့ယောဂပျောက်ကင်းအောင်ပြုစုပေးနေတာပါသူ့ရဲ့ကျမ်းမာရေးကိုဆရာဝန်နဲ့ပြသကြည့်တဲ့အခါမှာလည်းရေရတဲ့အဖြေကိုမတွေ့ခဲ့ပါဘူး။ဒါကြောင့်ပြူစားခံရသလိုတဲချီထိတယ်လို့ဖြစ်သွားခဲ့ကစိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်နေကြတာပါ။ဩဇာတီရဲ့မိခင်ကမကြည့်ရတော့လို့ပြုစုပေမဲ့ရေရှည်ပြုစုရတဲ့ပင်ပန်းမှုစိတ်ဖိစီးမှုတွေနဲ့တားအတွက်ပူပင်တော့ကရိုက်မှုတွေပေါင်းစုံသွားတဲ့နောက်မှာမိခင်ဖြစ်သူကိုယ်တိုင်ကလည်းစိတ်ကျမ်းမာရေးပုံမှန်မဟုတ်တော့တာပါ။သားဖြစ်သူကလည်းကျမ်းမာရေးမကောင်းအဲ့ဒီသားကိုပြုစုပေးနေတဲ့အမေဖြစ်သူကလည်းစိတ်ပိုင်းဆိုင်ရာထိခိုက်သွားတဲ့အချိန်မှာတော့ဩဇာတီရဲ့အဖွားဖြစ်သူဒေါ်မူအေးကမြေဖြစ်သူဩဇာတီရောတမီးဖြစ်သူကိုပါပြန်လည်ပြုစုလုပ်ကျွေးနေရတာပါတောင်းစုတွေကိုပဲပြစ်လေးရှိပေမဲ့ဘယ်တော့မှမပြတ်ယွင်းသွားတာကတော့အမေရဲ့မြတ်တာဖြစ်တာကြောင့်အဖွားတော်မူအေးကတမီးကိုရောမိကိုပါလုပ်ကျွေးနေတာဖြစ်ပါတယ်အသက်အရွယ်ကြီးရင်းနေပြီဖြစ်တဲ့ခန္ဓာကိုယ်လေးနဲ့လူမမာနှစ်ယောက်ကိုရှောက်ဖွေးကျွေးမွေးရတာကပင်ပန်းတာကြောင့်ကျမ်းမာရေးမကောင်းတဲ့ဩဇာတီလေးပြန်လည်ကျမ်းမာလာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဂျီယန်ပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ